လွန်ခဲ့သော9နှစ်ကလမ်းကွဲခဲ့သည့်ရီစာဟောင်းသည်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်းထိုမျိုးသမီးသိလိုက်ရသည်သူ့ပေါ်ချစ်စိတ်ရှိနေစေဖြစ်တော်လဲသူတို့ကြားကကွာဟသွားသောဂုဏ်ပြတ်ကြောင့်သူမသည်ဝေးဝေးကသာနေရန်ဆုံးဖြတ်ခဲ့သည်သူတို့ဘဝတွေဘယ်တော့မှထပ်မဆုံနိုင်တော့ဘူးဟုသူမထင်မှတ်ထားချိန်မှာပဲရီစာဟောင်းဖြစ်သူသည်သူမအလုပ်လုပ်ရနေရာသို့ရောက်ရှိလာခဲ့သည်သူမသည်ရှောင်ထွက်သွားရန်ကြိုးစားတော်လဲအမျိုးသားဖြစ်သူကသူမအားမသွားရန်တာစီပြီးတတိလိပေးရန်ခိုင်းစေခဲ့သည်ထိုစဉ်သူမ၏အတန်းဖော်ဟောင်းအမျိုးသမီးတဦးကထိုအမျိုးသား၏လက်မောင်းကိုရင်းနှီးစွာချိတ်ထားသည်ကိုတွေ့လိုက်ရသဖြင့်သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြပြီဟုသူမထင်လိုက်မိသည်ထို့သို့စိတ်မကောင်းဖြစ်သွားမိသည့်အချိန်ကြောင့်တတိလိရင်လက်ကိုမတော်တဆထိခိုက်မိသွားသည်ထိုအခြေအနေကိုအတန်းဖော်ဖြစ်သူကတတိထားမိသွားပြီးသူမသည်အမျိုးသား၏ရီစာဟောင်းဖြစ်ကြောင်းမှတ်မိသွားကတမင်တကာပြဿနာရှာပြီးအဆက်ခွဲရန်ကြိုးစားတော့သည်ဒီဝီစကီတစ်ခွက်ကိုကိုအောင်တောက်ရင်မင်းရမဲ့မုတ်ဖိုးထက်ဆဲဆပေးမယ်ဟုကမ်းလှမ်းတော်လဲသူမကထိုအဆက်ခွဲမှုကိုမခံယူဘဲညှင်းဆန်ခဲ့သည်အငင်းပွားနေကြစဉ်ဝိုင်းများကအမျိုးသား၏ဝစ်စုံပေါ်သို့မတော်တဆဖိတ်ဆင်သွားသည်အတန်းဖော်ဖြစ်သူကဤဝစ်စုံမှာကဘာပေါ်တွင်အနှဲငယ်သာရှိသောအော်ရာကျိုးဝစ်စုံဖြစ်ပြီးသူမအနေဖြင့်ညီတို့များရောပေးနိုင်မည်မဟုတ်ကြောင်းချက်ချင်းအပြစ်တင်တော်သည်သို့သောအားလုံးအံ့အားသင့်သွားရသည်မှာထိုမျိုးသားကလူအားလုံးကိုအပြင်သို့မောင်းထုတ်လိုက်ပြီးသူမတယောက်တည်းကိုသာအခန်းထဲတွင်ကြံရစ်စေခဲ့ခြင်းပင်လွန်ခဲ့သော9နှစ်ကသူမ၏မိသားစုသည်ဒေဝါလီခံရမည့်အခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည်မိမိ၏အကျွေးများတဲ့သို့ချစ်သူကိုဆွဲမသွင်းခြင်းသဖြင့်သူမသည်သူ့ကိုရဲရဲဆက်ဆက်လမ်းခွဲခဲ့သည်သူမကိုလက်လျှော့သွားစေရန်ရည်ရွယ်ချက်ဖြင့်နာကျင်စေမိစကားလုံးများစွာပြောဆိုခဲ့သည်ထိုစဉ်ကအမျိုးသားကတနေ့မှမင်းနောက်တရားစေရမယ်ဟုပြောခဲ့တော်လဲသူမ၏မျက်ဝန်းထဲကတွတ်ဆုပ်နေမှုကိုတော့သူသတိမထားမိခဲ့ပေယခု9နှစ်အကြာတွင်သူချမ်းသာလာပါကသူမ၏စိတ်ပြောင်းလဲလာမည်ဟုသူထင်ခဲ့တော်လဲသူမကသူ့ကိုတွန်းထုတ်နေစေပင်ထို့ကြောင့်သူကရော်ချင်းငွေ$300သူညပေးရန်တောင်းဆိုလိုက်သည်သူမတွင်ထိုများလောက်ငွေမရှိသဖြင့်ဝစ်စုံကိုအချောက်လျှော် dry clean ဆိုင်သို့ပို့ပေးရမလားဟုမေးမြန်းခဲ့သည်သူကထိုအဆိုပြုချက်ကိုသဘောတူတော်လဲဝစ်စုံကိုငါရဲ့အိယာပေါ်အထိကိုယ်တိုင်လာပို့ပေးရမယ်ဟုအဆက်ခွဲသည့်စကားကိုပြောလိုက်သည်ထိုစကားကြောင့်သူမစိတ်မထိန်နိုင်ပဲသူ့ပါကိုရိုက်ချလိုက်မိသည့်အမျိုးသားမှာဒေါသထွက်လူနီးပါးဖြစ်သွားတော်လဲသူမ၏ခိုင်မာပြီးခေါင်းမာသောပုံစံလေးကိုမြင်လိုက်ရသောအခါစိတ်ပြန်ပြော့သွားသည်သူကပလတ်စတာတစ်ခုထုတ်ပေးပြီးသူမ၏ဒဏ်ရာရနေသောလက်ချောင်းလေးကိုကပ်ပေးခဲ့သဖြင့်သူမလည်းစိတ်ငြိမ်သွားခဲ့သည်သူမအားလိပ်စာကပ်ပေးလိုက်ပြီးဒီငွေကို3ရက်အတွင်းမပေးနိုင်ရင်မင်းငါရီစားပြန်လုပ်ရမယ်ဟုပြောကထွက်သွားခဲ့သည်ကားပေါ်ရောက်သောအခါလက်ထောက်ဖြစ်သူကသူမနှင့်ပတ်သက်သောစုံစမ်းထားသည့်ဖိုင်တွေကိုကမ်းပေးခဲ့သည်လွန်ခဲ့သော9နှစ်ကသူမ၏ဖခင်သည်ဒေါ်လာတန်30အကျွေးတင်ခဲ့ကြောင်းအကျွေးရှင်၏တားဖြစ်သူကသူမကိုသဘောကျသဖြင့်အကယ်၍သာလက်ထပ်မည်ဆိုပါကအကျွေးအလုံးကိုဖျက်သိမ်းပေးမည်ဟုကမ်းလှမ်းခဲ့ကြောင်းသူသိလိုက်ရသည်သို့သောသူမကထိုလက်ထပ်မှုကိုညှင်းဆန်ပြီးအကျွေးများဆက်ရန်နှစ်ပေါင်းများစွာပင်ပန်းဆင်းရဲစွာအလုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဤအမှန်တရားကိုသိလိုက်ရသောအခါအမျိုးသားမှာဒေါသအလွန်ထွက်သွားသည်သူမသည်အမှန်တရားကိုဘယ်တော့မှမပြောပြခဲ့သည့်အပြင်သူချမ်းသာလာသည်ကိုသိလျက်နှင့်ပင်သူထံမှအကူအညီမတောင်းခဲ့သည့်အတွက်ဖြစ်သည်ထိုစဉ်သူမသည်စပေးလေးတစ်စီးဖြင့်သူ့ဘေးမှဖြတ်နှင်းသွားသည်အမျိုးသားကတော့ယခုတစ်ချိန်တွင်သူမကိုဘယ်တော့မှအဆုံးရှုံးမခံတော့ဟုကိုကျိန်ဆိုလိုက်ပါတော့သည်